2021 ခုနှစ်အာဏာသိမ်းရာမှာပါဝင်ခဲ့သူ18ဦးကိုအကြမ်းဖက်သမားတွေအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်သမားတွေအဖြစ်တရားဝင်သတ်မှတ်ကြေညာခံရသူတွေထဲမှာစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အာဏာသိမ်းပြီးတဲ့နောက်ဒုတိယသမ္မတအဖြစ်ခန့်အပ်ခံရသူဦးမြင့်ဆွေဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းဒုတိယဗိုလ်ချုပ်ကြီးစိုးထွတ်အပါအဝင်အနာသိန်းရမှာပါဝင်ခဲ့တဲ့ထိပ်တန်းစစ်ကောင်ဆောင်တွေဗိုလ်ချုပ်အဆင့်အရာရှိတွေနဲ့အရက်ပတ်ဆိုင်ရာလူပုဂ္ဂိုလ်တွေပါဝင်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာကာလုံအစည်းအဝေးကိုဥပဒေမဲ့ခေါ်ယူကပြည်သူ့ရွေးကောက်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်ရဲ့အကြံပေးခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကိုမတရားဖမ်းဆီးကနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တယ်လို့ NUG ကဆိုပါတယ်။နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အကြမ်းဖက်သမားတွေကိုဥပဒေအရအရေးယူနိုင်ဖို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့တော်လိုင်းအင်အားစုတွေပြည်သူတွေအနေနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။